တန်တရားဖြစ်ခံဝေဖန်ခံရတဲ့အခါမှာကိုယုံကြည်မှုကိုဘယ်လိုမြန်မြန်မြင့်တင်ပေးရမလဲပထမအဆင့်တမိုးရှိတဲ့ feedback ကိုခွဲခြားတတ်ရမယ်တန်တရားဖြစ်ခံရတဲ့အရာတိုင်းကိုဂရုစိုက်စရာမလိုပါဘူးအပြုသဘောဆောင်တဲ့အကြံပေးချက်နဲ့အကျိုးမရှိတဲ့စန့်ကျင်ပြောဆိုမှုကိုခွဲခြားတတ်ရမယ်တင့်ကိုတကယ်ကြီးပွားတိုးတက်စေတဲ့အရာကတိကျတဲ့ပြုပြင်တိုးတက်ရေးလမ်းကြောင်းကိုညွှန်ပေးတဲ့အကြံပေးချက်ဖြစ်ပြီးလွယ်နဲ့အပြစ်ရှာဝေဖန်တာမျိုးမဟုတ်ပါဘူးဒုတိယအဆင့်ကိုရဲ့ကြီးပွားတိုးတက်မှုကိုပဲအာရုံစိုက်ပါနေ့တိုင်းမိနစ်ပိုင်းလေးသုံးပြီးကိုကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ကိစ္စတွေကို list လုပ်လိုက်ပါကိုရဲ့အောင်မြင်မှုနဲ့တိုးတက်မှုကိုပြန်လည်အောက်မေ့တတိယကြည့်ပါသူတစ်ပါးရဲ့တင့်အပေါ်ထားရှိတဲ့ထင်မြင်ယူဆချက်ဟာတင့်ကိုတန်ဖိုးမဖြတ်နိုင်ပါဘူးတင့်ရဲ့တန်ဖိုးဟာတင်ကိုယ်တိုင်ဆုံးဖြတ်ရတာကိုမှတ်ထားပါတတိယအဆင့်ကိုယ့်ရဲ့အောင်မြင်မှုကိုမှတ်တမ်းတင်ပါအောင်မြင်မှု list တစ်ခုကိုပြုလုပ်လိုက်ပါတင်အကောင့်ထဲပေါ်ခဲ့တဲ့ရည်မှန်းချက်ပန်းတိုင်းကြော်ဖြတ်ခဲ့တဲ့အခက်အခဲဒါမှမဟုတ်အရင်ကတခြားသူတင်ကိုအတိမတ်ပြုခဲ့တာတွေကိုမှတ်တမ်းတင်ထားပါတင်ထပ်မံတန်တရားဖြစ်ခံရတဲ့အခါအဲ့ဒီအောင်မြင်မှုတွေကိုပြန်လှန်ကြည့်ပါကိုယ့်ရဲ့အတိတ်ကဆွတ်ဆောင်ရည်နဲ့တိုးတက်မှုကိုသတိပြန်ရပါစရုပ်ထအဆင့်အကျိုးမရှိတဲ့နှိုင်းယှဉ်မှုကိုရှော့ချပါသူများနဲ့နှိုင်းယှဉ်နေမဲ့အစားအတိတ်ကကိုနဲ့နှိုင်းယှဉ်ပါငါမနေ့ကထပ်ပိုပြီးတိုးတက်လာလားဆိုပြီးကိုမေးကြည့်ပါဆက်လက်တိုးတက်နေရင်တင်ဟာအရန်ထူးချွန်နေပါပြီပစ္စမအဆင့်လှုပ်ဆောင်ချက်နဲ့တန်တရားဖြစ်ခံရတာကိုတုံ့ပြန်ပါကိုယုံကြည်မှုဟာသူများရဲ့အတိမတ်ပြုမှုကနေလာတာမဟုတ်ဘူးလှုပ်ဆောင်ချက်တစ်ခုပြီးတစ်ခုကနေစုဆောင်းလာတာပါလှုပ်ဆောင်ချက်နဲ့ပဲတင်းရဲ့တန်မိုးကိုတက်တည်ပြပါရလတ်ဟာအကောင်းဆုံးတုံ့ပြန်ချက်ပါပဲကိုယုံကြည်မှုဟာအတွင်းစိတ်ရဲ့အင်အားပါအဆက်မပြတ်တိုးတက်လာတာကကိုရဲ့အတိမတ်ပြုတာကနေဖြစ်ပွားတာဖြစ်ပြီးအပြင်လောကရဲ့ဝေဖန်ပိုင်းခြားမှုမဟုတ်ကြောင်းမှတ်သားထားပါ First step